ရေထဲကိုခြေတစ်ဖက်ချလိုက်တာနဲ့တင်ဒီဂျန်ဒူးပင်ကွင်းလေးဟာလူသက်ဝေလငါးတွေရဲ့တိမဖြစ်သွားခဲ့ရပါတယ်ပိုဆိုးတာကသူ့နောက်ကိုလိုက်နေတာကတကောင်နဲ့မဟုတ်ပဲလူသက်ဝေလငါးအုပ်စုလိုက်ကြီးဖြစ်နေတာပါဂျန်ဒူးပင်ကွင်းတွေဟာပင်ကွင်းမျိုးနွယ်ထဲမှာရေမြင့်ဆုံးကူးနိုင်နေဆိုပေမဲ့စက်သားပြည့်နဲ့ခွန်အားကြီးမားတဲ့လူသက်ဝေလငါးတွေရှေ့မှာတော့ဒီရှင်ကဘာမှမဟုတ်တော့ပါဘူးဒါကိုတီးတဲ့ပင်ကွင်းလေးဟာတိတ်တိတ်ပြေးရင်အသက်ပြောက်မယ်ဆိုတာရိပ်မိလို့လမ်းကြောင်းကိုစစ်စစ်ပုံစံအကွေးကောက်တွေနဲ့မနာတမ်းပြောင်းလဲပြီးအသက်လူထွက်ပြေးပါတော့တယ်ဝေလငါးကြီးတွေကဘာဆက်ဟာအကိုက်ခံရခါနီးစက္ကန့်ပိုင်းလိုတိုင်းမှာပင်ကွင်းလေးကဘေးဘက်ကိုခက်ခနဲကွေ့ပြီးအသက်ဆက်ဖို့အချိန်ဝင်နေခဲ့ပါတယ်ဒါပေမဲ့လူသက်ဝေလငါးတွေဟာခွန်အားတွေမကပဲဇွဲလဲအရန်ကောင်းကြသလိုအုပ်စုလိုက်အလဲကျလိုက်လံအမဲလိုက်နိုင်တဲ့အားသာချက်လည်းရှိနေပါတယ်ဒီလိုနဲ့10မိနစ်ကြာအောင်အသက်လူပွဲဆင်နွှဲပြီးတဲ့နောက်မှာတော့ပင်ကွင်းလေးဟာအသက်ရှူဖို့တောင်အားမရှိတော့ပဲဒီလူမျိုးပါဖြစ်နေပါပြီလူမျိုးဖို့အခွင့်အရေးကသူ့ညရာခိုင်နှုန်းပဲရှိတော့ပေမဲ့ချင်းတန်ချင်းစိတ်တစ်ခုတည်းနဲ့နောက်ဆုံးအချိန်ထိရုန်းကန်ခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲအဆုံးသတ်မှာတော့သူဟာဒီရက်ဆက်တဲ့အမဲလိုက်ပွဲကနေမလွတ်မြောက်နိုင်ခဲ့ပါဘူးအခုလိုစိတ်ဝင်စားစရာတော့တိုင်းတတော်လေးတွေအကြောင်းဆက်ကြည့်ဖို့အကောက်လေးကို follow ခဲ့ကြပါအောင်ခင်ဗျနောက်ဇလန်မှာပြန်ဆုံမယ်တော့အားလုံးပဲဘိုင်း